妈妈正在做饭呢。妈妈ဆိုတဲ့အမေက做饭呢ထမင်းချက်နေတာပေါ့နော်ဒါပေမဲ့သူကဘယ်အချိန်မှထမင်းချက်နေရအဲ့လိုမျိုးသူလုံနေတဲ့အချိန်မို့လို့ငါထမင်းချက်နေပါသည်ဆိုတဲ့အဓိပ္ပာယ်正在ကဘာလုံနေပါသည်ဆိုတော့妈妈ဆိုတဲ့ subject ရဲ့正在လာမယ်做ဆိုတဲ့ verb လာမယ်ပြီးရင်နောက်ကနားနဲ့ဆုံးတယ်ပေါ့နော်အဲ့တော့妈妈正在做饭呢အမေထမင်းဟင်းချက်နေပါတယ်နောက်တစ်ခုကြည့်အောင်我们正在学习汉语呢我们ငါတို့က正在ဘာလုပ်နေရလဲ学习汉语呢တရုတ်စကားလေ့လာနေတာပါတနည်းအားဖြင့်ငါတို့ကတရုတ်စကားလေ့လာနေပါတယ်တနည်းအားဖြင့်တရုတ်စကားလေ့လာနေတာပါအဲ့လိုလေးလည်းသုံးလို့ရပါတယ်အဲ့တော့ဒီ正在ကိုသုံးတဲ့နေရာလေးရှိတယ်တချို့ကြောင်လည်းမသုံးကြအဲ့တော့ကိုကသုံးတတ်ရင်သုံးတတ်တယ်လို့အဆင်ပြေပါတယ်ရမလားဟုတ်ရမနော်အဲ့ဒါဆိုရင်正在ကိုတော့ရှင်းပြပြီးသွားပြီဆိုရင်နောက်တစ်ခုဒီ语法ရဲ့ဒီ只要ဘာ就ဆိုတဲ့အရာလေးကိုတွားလိုက်အောင်只要ကဘာရင်ဘာလိမ့်မည်ဆိုတဲ့အဓိပ္ပာယ်